ပြိုင်မဲ့ဟောင်းနဲ့မကြေပွဲနှွဲကြမယ်တန်းစင်ရဲ့တပည့်ကျော်လေးအောင်ဟင်းပရိသတ်များလုံးပဲမိလာများရွှေရိုးဖိုက်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာတန်းစင်ဆိုတာနဲ့မြမရွာပရိသတ်တွေအလိုလိုနေအားပေးခြင်းစိတ်ဖြစ်တဲ့ကစားမတရားဖြစ်ပါတယ်ရိုးသားကြိုးစား AR သားလေးဖြစ်တဲ့တန်းစင်အောင်မျက်နှာမြင်ချစ်ခင်အတန်ကြားသနာဆိုတဲ့ဂုံပုံးနဲ့ပြည့်တဲ့အပြင်ငကိုစင်ရင်ခံကြောင်းလဲလူချင်းလူခင်များတဲ့ fighter တရားဖြစ်ပါတယ်မြန်မာလူမျိုးတွေဆိုတာဟာကိုယ်နိုင်ငံသားတွေကိုအခုလိုမျိုးနိုင်ငံရဲ့ခြားကအားကစားတစ်ခုခုမှာထူးချွန်ကြပြီဆိုရင်ဆွဲဆွဲလန်းလန်းအားပေးလာကြတယ်ဆိုတာကွာလာကြီးကတည်တည်ပဲဖြစ်ပါတယ်ဒီလိုအားပေးချမ်းတဲ့မြန်မာပရိသတ်တွေအတွက်တန်းစင်ရဲ့ရိုးကုန်လေးပါထဲပေါင်းထဲလိုက်တော့တန်းစင်ဆိုတဲ့19နှစ်သားရွယ်ခြားတီလေးဟာမြန်မာပရိသတ်တွေရဲ့အသေးကျော်ပဲတော်လေးဖြစ်လာတာမထူးဆန်းလာပါဘူးတန်းစင်ကလူကြီးလူငယ်ပြီးချစ်ခင်ကြသလိုတန်းစင်ရဲ့လက်ဝစ်စကေးတွေကြောင့်အခုဆိုရင်တပည့်ကျော်မျိုးဆက်တဲ့လူငယ်ကစားမလေးတွေတောင်ရရှိနေပြီဖြစ်ပါတယ်လက်ရှိချိန်မှာတော့တန်းစင်ဟာမျိုးလုံးကူတာမှုခံယူထားတာကြောင့်အနားယူနေကြရတာဖြစ်ပါတယ်ဒါပေမဲ့လည်းသူရဲ့တပည့်ကျော်လေးအောင်ဟင်းရဲ့ပွဲကိုတော့မကြခင်မှာပရိသတ်တွေကြီးစုခံစားခွင့်ရရှိသွားတော့မှာဖြစ်ပါတယ်အောင်ဟင်းဆိုတာပရိသတ်တွေနဲ့ယင်းနီပြီးသားဖိုင်တာတယောက်ပါပြီးခဲ့တဲ့နှစ်တုန်းကကရင်နှစ်တွေကိုထိမှတ်ဖြင့်တိုင်းသားကျွော်မှာကျင်းပခဲ့တဲ့မျိုးဆက်တဲ့လက်ဝဲပွဲမှာအောင်ဟင်းလည်းဝင်ရောက်ထိုးသက်ခဲ့ပြီးတန်းစင်ကိုယ်တိုင်ကြီးကြပ်ပေးခဲ့တာကိုမှတ်မိကြအောင်ပဲထင်ပါတယ်အဲတော့ကအောင်ဟင်းဟာမျိုးဆက်တဲ့တန်းအဖြစ်စောထအောင်နဲ့ထိုးသက်ခဲ့တာဖြစ်ပါတယ်အလိုလဲနဲ့ပူးတွဲတည်ကြခဲ့ပေမဲ့ဖိုင်တာနှစ်အောင်စလုံးဟာကျိုးဝိုင်းကိုရှင်းမနေပဲရေကုန်ရေကန်းကစားသွားခဲ့တာဖြစ်ပါတယ်တချီပါဆိုရင်စောထအောင်ရဲ့ကင်ပေါမှုကြောင့်တန်းစင်ရဲ့တပည့်ကျော်အောင်ဟင်းတယောက်ကျမ်းမြင်ပေါ်မှာတော့မှောက်ကျသွားခဲ့ပါတယ်အဲဒီပွဲကိုတန်းစင်ကိုယ်တိုင်တိုင်းသားကျွော်အထီကိုရောက်ရှိလာခဲ့ပြီးတပည့်ကျော်ဖြစ်သူအောင်ဟင်းကိုကျိုးဝိုင်းပေးကနေနီးပြလို့ပတ်တီးကိုယ်တိုင်စီးပေးပြီးအားပေးစကားတွေကိုဆိုသွားခဲ့တာဖြစ်ပါတယ်ဒီတစ်ခါမှလည်းအောင်ဟင်းဟာစောထအောင်နဲ့ပဲမကြေပွဲနှွှဲသွားရမှာဖြစ်ပါတယ်။လာမယ့်မေလ25ရက်နေ့မှာကျင်းပမယ့် UFC 5 by 1မှာအောင်ဟင်းရဲ့စောထအောင်ရဲ့အတွဲဆိုင်လဲပါဝင်လာခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်အဓိကကောင်တွဲဆိုင်အဖြစ်ကတော့ထွန်းထွန်းမင်းရဲ့ညီဖြစ်သူထွန်းမင်းနိုင်နဲ့ Thai Fighter Venus ရွှေရမန်နဲ့ Kaidi Set တို့ကထိုးသက်သွားမှာဖြစ်ပါတယ်။အောင်ဟင်းဟာတန်းစင်လိုမျိုးစားရှိရဲ့မျိုးဆက်တဲ့ fighter လို့ဆိုရမှာဖြစ်ပြီးလက်ရှိချိန်ထိ10ဝဲထိုးထားရမှာရှုံးဝဲလုံးဝမရှိသေးပါဘူး။အောင်ဟင်းဟာငငယ်ကလေးကအောင်လာတန်းစင်တို့ရဲ့ပွဲတွေကိုကြည်ပြီးကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ဒါကြောင့်လည်းတန်းစင်ကို idea အဖြစ်သတ်မှတ်ထားပြီးတိုးလက်ဝဲကလပ်မှာတွားရောက်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ဒီတစ်ခါပြန်ပွဲမှာတော့တန်းစင်ဟာအနားယူနေခဲ့ရတာကြောင့်တန်းစင်ရဲ့အကိုဖြစ်သူထွန်းလင်းမိုးကိုယ်တိုင်ကအောင်ဟင်းကိုအနီးကပ်လေ့ကျင့်တင် जा ပေးနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အောင်ဟင်းဟာအသက်ငယ်သေးပေမဲ့မိဘတွေရဲ့အားပေးထောက်ခံမှုကိုပြေဝရရှိထားပြီးလက်ဝဲအားကစားမှာဒီထက်ပိုပြီးထူးခြားလှုပ်သွားဖို့အတွက်ရည်မှန်းထားပါတယ်။ဒါမှသာမိဘတွေကိုတိုက်ဆောက်ပေးခြင်းနဲ့သူ့ရဲ့ဆန္ဒလေးလည်းပြေဝလာမှာဖြစ်ပါတယ်။တန်းစင်ရဲ့စံထားချက်ကတော့သူ့ထက်အသက်ကြီးတဲ့သူတွေသူနဲ့ရွယ်လူတွေသာမကသူ့ထက်ငယ်တဲ့ကလေးတွေကတော့သူ့ကိုလေးစားပြီးအားပေးနေကြတာဖြစ်ပါတယ်။ဒါအပြင်တန်းစင်လိုမျိုးတစ်ချိန်ကျရင်ဝမ်ချန်ပီယံရှစ်ကိုဝင်ရောက်ထိုးသက်ခွင့်ရအောင်စ조사သွားမယ့်အကြောင်းနဲ့ဝမ်မှာပြကပတ်ကြီးယူခြင်းတဲ့အကြောင်းကိုလည်းအောင်ဟင်းကပြောခဲ့ပါသေးတယ်။လက်ရှိချိန်မှာတော့တန်းစင်ဟာမျက်စိတန်ရာကြောင့်ဒလဝင်းကျင်နာရမှာဖြစ်ပါတယ်။လောလောဆယ်တန်းစင်ဟာအကိုပြစ်သူထုံးလင်းမှုနဲ့အပေါ်စားလေးကျင်ကန်အစီအစဉ်တွေကိုပြုလုပ်နေပြီးမကြာခင်မှာရှင်မြိုင်ထိုးသက်ရတော့မယ့်ဝမ်ချန်ပီယံရှစ်ပွဲစဉ်အတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိနေပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။